ရွာလုံးရဲ့ပတ်စံတွေစုပြီးတိဆောက်ထားတဲ့ခင်မီဝက်ချန်ကြီးဒီဝက်ချန်ကြီးကြောင့်ရွာသူရွာသားတွေအားလုံးချမ်းသာကြတော့မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့တရက်တည်းနဲ့အကုန်လုံးပြဖြစ်သွားလိမ့်မယ်လို့ဘသူကထင်ပါလဲဗျာဇလန်းကတော့လူငယ်လေးစီကြန့်စီကစတာပါသူမျိုးမှာ10နှစ်ကြာရုန်းကန်ပြီးစုဆောင်းထားတဲ့ပတ်စံတွေအပြင်ရွာထဲကအိမ်အောင်စုပေါင်း100ကျော်ရဲ့အသက်မွေးဝမ်းကြောင်းပတ်စံတွေကိုပါစုပြီးတော့ကိုရွာမှာခေအမိဆုံးအပူချိန်ထိန်ပိုးတက်လုတ်ထားတဲ့ဝက်ချန်ကြီးကိုစောက်လိုက်တယ်အဲ့ဒီမှာတင်ပြဿနာကစတာပဲဝက်တွေကအသားကောင်းအဖိုးတန်ပြီးဈေးကွက်မှာအရန်တင်ရောင်းချင်နေတဲ့အချိန်ပေါ့ဝက်တွေကိုရောင်းထုတ်ရမယ့်နေ့ရောက်လာတော့ရွာသူရွာသားတွေအားလုံးဝမ်းသာအားရနဲ့ဝက်ချန်ဝါမှာလာစုနေကြတယ်တချို့ဆိုအိမ်သစ်ဆောက်ဖို့တောင်စီစဉ်ထားကြပြီးစီကျန်းကလည်းဝက်တွေရဲ့တန်ဖိုးကအနည်းဆုံး1.5 တန်းလောက်ရှိမယ်လူတိုင်းတယောက်ကို1000စီတော့အမြတ်ရမယ်လို့ပြောပြီးသူတို့အားလုံးအရန်ပျော်နေကြတာဒါပေမဲ့မထင်မှတ်ထားတာကနာရီလက်တန်က9နာရီခွဲကျော်သွားပြီးဝက်တွေကိုလာတဲမဲ့ကုန်တင်ကားတွေကတစည်းမှရောက်မလာဘူးတိုက်ဆိုင်ပဲစီကျန်းဖုန်းဆက်တော့ဝယ်သူကသူ့ဖုန်းကိုပိတ်လိုက်တယ်စီကျန်းတယောက်စိတ်ထဲမှာတမျိုးဖြစ်ပြီးထက်ခါဖုန်းခေါ်တဲ့နောက်ဆုံးတော့ဝယ်သူစီကဖုန်းပြန်ဝင်လာတယ်ဒါပေမဲ့သူကြားလိုက်ရတဲ့စကားကသူဘလို့မှမမျှော်လင့်ထားတဲ့စကားပါမင်းတို့ဝက်တွေကိုငါတို့မဝယ်တော့ဘူးမင်းတို့ရွာမှာရှိတဲ့ဝက်တွေကခွာနဲ့ပစက်ယောဂဖြစ်နေတယ်ဆိုတာတရွာလုံးပြန်သွားပြီးတဲ့စီကျန်းတုံလို့သွားတဲ့သူ့ဝက်ချန်ကပိတ်ထားတဲ့စနစ်နဲ့လှုပ်ထားတာဘလို့လို့ယောဂဖြစ်မှာလဲသူချက်ချင်းပဲယောဂအကြောင်းပြောတဲ့ကြောက်ဖိုးကြီးဆိုတဲ့သူစီလှမ်းမေးတော့မှအမှန်တရားကိုသိလိုက်ရတယ်အဲ့ဒီကြောက်ဖိုးကြီးဆိုတာတရွာလုံးကအသားရောင်းတဲ့လုပ်ငန်းကိုလက်ဝါးကြီးအုပ်ထားတဲ့လူမိုက်တယောက်အစကတည်းကစီကျန့်ကိုအစုရှယ်ယာဝင်ခိုင်းဖို့လုပ်ခဲ့တာစီကျန့်ကလက်မခံလို့အခုလိုမျိုးမဟုတ်မမှန်သတင်းဖြန့်ပြီးသူ့ရဲ့အိမ်မက်တွေကိုဖျက်ဆီးလိုက်တာပဲအဲ့ဒီမှာတင်စီကျန့်တယောက်ဒေါသနဲ့အန်ကျိတ်နေတော့မှပဲရွာလမ်းမပေါ်မှာကြောက်ဖိုးကြီးရဲ့ကားတန်းကြီးကဖုံထောင်းနာဝင်လာပြီးကြောက်ဖိုးကြီးကစီကျန့်ကိုလက်ညှိုးထိုးပြီးမင်းဝက်တွေကယောဂဖြစ်နေပြီးဈေးကွက်မှာဘယ်သူမှမဝယ်တော့ဘူးငါ့ကိုပဲရောက်မလားဒါမှမဟုတ်ယောဂနဲ့တေးတဲ့ဝက်တွေကိုကြည့်ပြီးငိုနေမလားဆိုပြီးဟာတိုက်ရင်မောနေတဲ့ရွာသားတွေလည်းကြောက်လန့်ပြီးတုန်လှုပ်နေကြပြီးအဲ့ဒီမှာနေပြဿနာကစတာပဲဒါပေမဲ့မထင်မှတ်ထားတာကစီကျန့်ကလုံးဝတုန်လှုပ်မသွားဘူးသူကအေးဆေးပဲပြုံးလိုက်ပြီးကြောက်ဖိုးကြီးရဲ့ကားနောက်လိုက်တွေကိုကြည့်လိုက်တယ်စီကျန့်ကဦးလေးကြီးရဲ့ကားတန်းထဲမှာပါလာတဲ့ဝက်သားတင်ကားတွေကိုတစ်ချက်လောက်စစ်ဆေးကြည့်ပါဦးဦးလေးကြီးပြောတဲ့အခွာနဲ့ပစက်ယောဂကအခုဦးလေးကြီးရဲ့ကားပေါ်မှာပဲရှိနေတာမဟုတ်ဘူးလားလို့အတန်ကြဲကြဲနဲ့ပြောလိုက်တယ်ပိတ်ပြီးစစ်ဆေးလိုက်တယ်ဘသူကထင်ပါလဲကြောက်ဖိုးကြီးကိုယ်တိုင်တင်ဆောင်လာတဲ့ဝက်သားတွေမှာတကယ်ယောဂပိုးတွေတွေ့ရှိသွားတယ်စီကျန့်ရဲ့ဝက်ချန်ကတော့အဆင့်မြင့်ပိုးသက်စနစ်နဲ့လှုပ်ထားတာကြောင့်အားလုံးကျန်းမာနေတာကိုအတည်ပြုပေးလိုက်နိုင်တယ်ရွာသူရွာသားတွေအားလုံးစီကျန့်ကိုဝိုင်းအော်ပြီးအားပေးကြတယ်စီကျန့်ကတော့အေးအေးဆေးဆေးပဲသူ့ရဲ့ဝက်တွေကိုကားပေါ်တင်ပြီးဈေးကွက်ထဲကိုအောင်မြင်စွာပို့ဆောင်ပေးလိုက်နိုင်ခဲ့တယ်